ဒီကနေ့မှာအဲ့ဒါလေးကိုစွဲလန်းတဲ့စိတ်ကလေးတစ်ချက်သွားပြစ်လိုက်ရင်တရေသက်စေပိတ်တာဆိုတာသေချာနေတာပဲနော်အဲ့တော့ဒီကနေ့မှာဒီစေဘွားအာယုံသားသမီးအာယုံမြေအာယုံစွဲစရာအာယုံလေးတွေပေါ်မှာသွားစွဲမိလိုက်လို့ရှိရင်ဟိုတခါတယောက်ပြောတယ်လို့ပေါ့သူတို့ကတရားတော့အားထုတ်တယ်လင်မယားနဲ့လို့သေချာအားထုတ်တာထုတ်တာမှတော်တော်လေးအားထုတ်တာသူတို့ကိုယ်သူတို့လည်းတော်တော်ဟုတ်တယ်လို့ထင်တယ်နောက်ယောက်ျားယောဂတစ်ခုဖြစ်လို့သေကောင်ပေါင်းလဲဖြစ်ရောယောက်ျားရဲ့မျက်နှာပြင်တကယ်ကြည့်လိုက်တာမိမအသိသွားပြီငါယောက်ျားပြန်မလဲတော့ဆိုသိတော့ငါယောက်ျားကိုစိတ်ဖြောင်းဖြောင်းတရားလုပ်လို့ရအောင်သွားပြောလိုက်အောင်မယ်ယောက်ျားနဲ့သွားထိုင်ပြီးယောက်ျားနင်ငါ့ကိုမပူနဲ့နော်နင်ရှာပေးတဲ့ဥစ္စာတွေနဲ့ငါရက်တည်လို့ရတယ်ခလေးနှစ်ယောက်ကလည်းလိမ့်ပါတယ်နင်မပူနဲ့ကိုယ့်အတွက်ကိုဖြောင်းဖြောင်းနှလုံးသွင်းပြီးသွားယောက်ျားအဲ့လိုပြောလိုက်တာမိမအဲ့လိုယောက်ျားကိုပြောလိုက်တာတိတ်မကြဘူးသေရောသေပြီးလဲပြီးရောတရေဖြစ်ရောအိမ်မှာတရားမှတ်ခိုင်းလိုက်တာဘာဖြစ်သွားတရေဖြစ်သွားအောင်တရေဖြစ်တော့အိမ်မမလမ်းလျှောက်တန်ကြတဲ့မိမသိတယ်ဒါသူ့ယောက်ျားခြေတန်သူသိတယ်လေငါယောက်ျားတော့မကျွတ်တော့ဘူးဆိုတခါနေတိုင်းဖုန်းကြီးပင့်ဆွန်းသွတ်တာ9ရက်လုံးမရဘူးမရတော့မိမလည်းပဲတော်စိတ်မကောင်းဖြစ်ပြီးတော့လူပါချုံကြသွားတာပဲဒါတော့တရားတွေလှုပ်ထားပြီးဘလို့ဖြစ်တာလဲဆိုပြီးတော့စိတ်မကောင်းနေဖြစ်ပြီးတော့မစားနိုင်မတော့နိုင်ဖြစ်တော့တငယ်ချင်းတွေကမိမကိုပြောတယ်ဟဲ့နေဒီတိုင်းနေပါသွားလိမ့်မယ်လာလိုက်ခဲ့ဖျားဖူးသွားမယ်ဆိုအတင်းဆွဲခေါ်သွားတော့ပါသွားရောပါသွားရင်နဲ့ဟို3-4ရက်လောက်ရောက်တော့ဘုန်းကြီးเจ้าတစ်เจ้าကိုတွေ့တော့နာမည်ကြီးဘုန်းကြီးเจ้าတစ်เจ้าတွေ့တော့ဆရာတော်ဝင်ဖူးအောင်ဆရာတော်ရှိလားမသိဘူးမေးလိုက်တော့ရှိတယ်ဆိုတာဆိုတော့ဝင်ဖူးမယ်ဆိုဖူးကြတာသူတို့9ယောက်ဖွဲ့သွားတာဝင်လာတဲ့ဆရာတော်ဟဲ့နင်တို့10ယောက်တောင်လားဆိုတော့အားလုံးကမျက်လုံးပြူးနေရောအဲ့တော့မှဟိုတက္ကမပြောတယ်မှန်ပါဗျာသူရောယောက်ျားပါပါတယ်ဖေရဆိုအဲ့တော့မှဟိုလူတွေအမလေးဒုက္ခပါပဲဆိုစောစောမသိတော့မကြောက်ဘူးသိတော့ကြောက်ပြီသေရကောနဲ့လိုက်နေတာဟုတ်အဲ့နဲ့ဘယ်လိုဖြစ်တာလဲပြောစမ်းဆိုတော့မှအမျိုးသမီးကအဲ့ဒီအကြောင်းလေးပြောပြတော့ဆရာတော်ကဒီတရေကိုဝင်ပူးခိုင်းတယ်တဲ့တရေကဝင်ပူးပြီးတော့မင်းဘယ်လိုဖြစ်တာလဲဆိုတော့တပည့်တော်သေကံဤဝေဒနာကိုရှုနိုင်တယ်တဲ့ရှုလဲရှုနေပါတယ်တဲ့ဒါပေမဲ့အဲ့သေကံဤလေးမှာမိမလာပြီးတော့ပြောပြတာယောက်ျားနဲ့ငါအတွက်မပူနဲ့နေရှာတဲ့စီးပွားတွေနဲ့အဆင်ပြေတယ်ခလေးနှစ်ယောက်ကလည်းလိမ့်ပါတယ်အဲ့တော့နေကိုဘဝကိုကောင်းအောင်လို့စ조사ရှုမှတ်အဲ့လိုပြောလိုက်တဲ့စကားကြားပြီးတော့အော်ငါဘောဒီလောက်ကောင်းတဲ့မိန်းမခွဲရတော့မယ်ဆိုစိတ်မကောင်းဖြစ်သွားတာတဲ့ပြီးရောဟိုကတော့တရားမှတ်စေချင်တာ तू ကဘယ်ဘက်ကလှည့်တွေးလိုက်တာတန်ရောစင်ဘက်ကငါဘောဒီလောက်ကောင်းတဲ့မိန်းမကိုငါခွဲရတော့မယ်ဆိုစိတ်မကောင်းဖြစ်တဲ့ချိန်ဖတ်ခနဲ့သေသွားတာအဲ့ဒါတရေဖြစ်ရောတဲ့အဲ့ဒါဆိုမင်းအိမ်မှာနေတိုင်းစွန့်တွန်တာမရဘူးလားဆိုတော့တွေ့သားပဲတဲ့တာတို့မခေါ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုဒီမိန်းမနဲ့ခွဲရမှာဆိုလို့တဲ့ပြီးရောဒါသူတာတို့ခေါ်လို့ကြွတ်သွားရင်မိမနာထွက်ရတော့မှာဟုတ်အဲ့ဒါကြောင့်မလို့မခေါ်ဘူးတဲ့အဲ့တော့မှဘုန်းကြီးကတရေကိုတရားဟောတာတဏှာကြီးလောက်ကြာတယ်တော်ကြာလေးဟောရတယ်ဒီမင်းတို့ဘဝချင်းမတူတော့တဲ့အတွက်ပေါင်းလို့လည်းရတာမဟုတ်တော့ဘူးမင်းဘဝကြီးကဒုက္ခအကယ်၍ဒီမိမသေသွားလို့မင်းကိုမေ့သွားကြပြီဆိုလို့ရှိရင်ဘသူအမျှဝေပေးမလဲအဲ့ကြမှာမင်းတာတို့ခေါ်ခြင်းလို့မရဘူးနော်ဘာညာနဲ့ပြောလိုက်တော့မှနောက်ဆုံးဒါဆိုမနေ့ဖြင့်ကုသိုလ်လုပ်ပေးဆိုတော့အဲ့ကြောင့်မှပဲကုသိုလ်လုပ်အမျှဝေလိုက်လို့ကျွတ်သွားတယ်တဲ့ပြောချင်တာသေကံနီးလေးစိတ်တစ်ချက်ကတရားသမားတောင်လဲသွားရင်ဘာဖြစ်သွားတာတရေဖြစ်သွားတာအဲ့တော့သေကံနီးအဲ့ဒီတတ္တိယအရွယ်ဟာသေဖို့ရနီးစပ်တဲ့အရွယ်ဖြစ်တဲ့အတွက်ဘာနဲ့ပဲပြောတရားနဲ့ပဲပြောသားသမီးနဲ့မပြောနဲ့တော့မီးနဲ့မပြောနဲ့စီးပွားနဲ့မပြောနဲ့เนาะဘာနဲ့ပဲတရားနဲ့ပဲပြောပါလို့